ကျွန်တော်ဒီ line ပေါ်မိတ်ဆွေများပေါ့ကျွန်တော်တို့နော်ဒီမှာနှစ်ဦးမှာတင်5ခုလို့ရိုက်တာဗျဒီမှာနှစ်ဦးမှာလည်းတင်5ခုလို့ရိုက်တာဗျနှစ်ဦးမှာလည်းဒီမှာတင်5ခုလို့ရိုက်တာဗျဘာ3ကက်ရှိတယ်ပေါ့ဗျာနော်နှစ်ဦးမှာတင်5ခုလို့ရိုက်လို့နောက်တစ်နှစ်ကျော်မှာသူတစ်နှစ်ကျော်5ချိန်ခဏ311ကပြန်ကြဗျပြန်ကြပေးရမှာဗျမတင်5ခုနှစ်ဦးမှာတင်5ခုလို့ရိုက်ရင်သူတစ်နှစ်ကျော်ဗျတစ်နှစ်ကျော်မှာဒီ5ချိန်ခဏ6နှစ်6ကပြန်ကြဗျ6နှစ်လို့ကြာတာဗျအဲ့မှာနှစ်ဦးမှာတင်5ခုလို့ပဲလေရိုက်ပြီးရင်သူကတစ်နှစ်ကျော်ပြီးရင်သူတို့5ချိန်ခဏဒီ963ပေါ့ဗျ963ကကျွန်တော်တို့ပြန်ကြတာမှာဗျ963ကပြန်ကြမှာဗျပြန်ကြမှာတော့ဟုတ်ပြီကျွန်တော်တို့ကဒီနှစ်ဦးမှာတင်5ခုလို့ရိုက်ပြီးရင်ကျွန်တော်တို့ဒီတစ်နှစ်ကျော်မှာဒီ5ချိန်ခဏ311ကပြန်ကြ311ကပြန်ကြပြီးကျွန်တော်တို့ဒီပထမဆုံးဥဖရိန်ကျွန်တော်တို့တင်5ခုရဲ့နောက်ထိုင်3လုံးပေါင်းခြင်းနောက်ထိုင်3လုံးဗျာနော်ပေါင်းခြင်းမဟုတ်ဘူးဗျ5 9ခွန်အဲ့ဒီ5 9ခွန်တဲ့ခဏကျွန်တော်ဒီပြန်ရကဏ္ဍ311ရဲ့နောက်နေတယ်မှာ5 9ခွန်ထွက်ရမှာဗျ5 9ခွန်ထွက်ရမှာဗျကျွန်တော်ဘယ်ချိန်မှာထွက်ရမှာတော့သူကတစ်ချိန်2ချိန်3ချိန်မှာကျွန်တော်တို့ဒီ4ထိပ်ထိခံမှာအဲ့ကျွန်တော်တို့ဒီ5 9ခွန်ကဒီ5 9ခွန်ကထွက်ရမှာဗျဒီ5 9ခွန်ကဒီပြန်ရကဏ္ဍ311ရဲ့နောက်နေထဲမှာကျွန်တော်တို့5 9ခွန်ကတစ်ချိန်2ချိန်3ချိန်မှာ4ထိပ်ခံမှာကျွန်တော်ထွက်ရမှာဗျဒီနေရာမှာအဲ့ကြောင့်ခင်ဗျားတို့ဒုတိယတင်5ခုလို့ရိုက်တယ်တင်5ခုလို့ရိုက်လို့ကျွန်တော်တစ်နှစ်ကျော်မှာကျွန်တော်တို့ဒီ5ချိန်ကနေ6နှစ်6ကကျွန်တော်တို့ပြန်ကြတာပေါ့ဗျာပြန်ကြပြီးကျွန်တော်တို့ဒီတင်5ခုပထမဆုံးတည်ဆိုကနေဒီ9နောက်ပိတ်10နောက်ပိတ်9နောက်ပိတ်ဒီ9 8ခွန်ဆိုကနေကဒီ6နှစ်6ရဲ့ကျွန်တော်တို့ပြန်ကြကနေရဲ့နောက်နေမှာ9 8ခွန်ကထွက်ရမှာဗျာ9 8ခွန်ပတ်လေအဲ့ဘယ်ချိန်မှာထွက်ရမှာဆိုကျွန်တော်1 2 3ဒီမှာ4ထိပ်ခံထားမှာဗျာခု3ချိန်မှာတစ်ချိန်2ချိန်3ချိန်4ထိပ်ခံထားမှာအဲ့ဒီ2ချိန်မှာထွက်မှာဗျာအဲ့ကျွန်တော်တို့တတိယကလည်းတင်5ခုလို့ကျွန်တော်ရိုက်ပတ်လေနေဦးမှာရိုက်ပတ်လေရိုက်ခဲ့ရင်သူတနှစ်ကျော်ပြီးရင်သူ5ချိန်ခဏ963ကလည်းကျွန်တော်တို့ပြန်ကြရမှာဗျပြန်ကြပြီးကျွန်တော်တို့ပထမဆုံးဒီဖရေတင်5ခုရဲ့သူဒီနောက်ထိုင်3လုံးပေါ့ဗျာ9 1ခွန်ဒီ9 1ခွန်ကလည်းကျွန်တော်ဒီနေ့ထဲမှာထွက်ရမှာဗျ2026တဲ့ဗျဒီ963ရဲ့ဒီနောက်နေ့ထဲမှာထွက်ရမှာဗျအဲ့ရခုချိန်ဆိုကျွန်တော်တို့က1 2 3ဆိုကျွန်တော်4ထိပ်ဖြစ်နေပြီသူ့3ချိန်မှာ4ထိပ်ခံမှာကျွန်တော်တို့ဒီမှာကိုထောင်းတော့ကနန်းဒီ5ပရိထောင်းတော့ကနန်းဒီ5 9ခွန်ကနန်းဒီမဲ့ဒီ5 9ခွန်ကနန်းဒီပြန်ကြကနန်း311ရဲ့ကျွန်တော်တို့ဒီနောက်နေ့ထဲမှာထွက်ရမှာဘယ်ချိန်မှာတစ်ချိန်2ချိန်3ချိန်ဒီမဲ့4ထိပ်ခံတာမှာဒီနေရာမှာထွက်ရကျွန်တော်တို့ဒီမဲ့နေဦးတင်5ခုတော့ခုနကကျွန်တော်တို့ဒီကနန်းတစ်နှစ်ကျော်မှာ6နှစ်ပြန်ကြပြီးဒီ6နှစ်6ရဲ့နောက်နေ့ထဲမှာဒီထောင်တော့ကနန်း9 8ခွန်ကဒီ6နှစ်6ရဲ့ထောင်တော့ပြန်ကြကနန်းရဲ့ဒီဘက်ထဲမှာကျွန်တော်တို့ဒီ9 8ခွန်ထွက်ဘယ်ချိန်မှာထွက်မှာသူကတစ်ချိန်2ချိန်3ချိန်4ထိပ်ခံတာမှာထွက်အဲ့ကျွန်တော်တို့တတိယပေါ့နော်တင်5ခုပတ်လဲလို့ရိုက်တစ်နှစ်ကျော်မှာဒီမဲ့963ကပြန်ကြဘယ်ချိန်မှာကြပြီးရတယ်နဲ့သူကဒီနှီးထောင်တော့ကနဒီတင်5ခုထောင်တော့ကန9နောက်ပိတ်1နောက်ပိတ်9နောက်ပိတ်9 1ခွန်တော့ကနဒီ963ပြန်ကြရင်နောက်တစ်ထပ်မှာကျွန်တော်တို့ပြန်ကြဘယ်ချိန်လုံးဆိုတော့ဒီမဲ့ဒီချိန်ဆိုလို့ကျွန်တော်1 2 3 4ထိပ်ခံထားမှာကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ထိုးရမှာပေါ့ဗျာနော်ထိုးရမှာပေါ့ဆိုကျွန်တော်တို့ကဒီ9 1ခွန်ဖွေးကနန်းလေးကိုကျွန်တော်နှီးဦးတော့ကျွန်တော်ပြထားခဲ့ပါဒီမဲ့383လို့ရိုက်383ပေါ့ဗျာတဲ့383ဒုတိယ383တတိယကျွန်တော်တို့ဒီမှာ383စတုထပေါ့ကျွန်တော်တို့၄ကက်မြောက်383တဲ့ပေါ့ဗျာဒီ383လို့ကျွန်တော်တို့ရိုက်ခဲ့ရင်383လို့ရိုက်ခဲ့ရင်သူကနေ6နှစ်ဗျ1 2 3 4 5 6နှစ်တည်းမှာ6 3 9ခွန်ပတ်လေထောက်ရမှာဗျဒီမှာ383သူ6နှစ်1 2 3 4 5 6တဲ့တည်းမှာဒီ6 3 9ခွန်ပတ်လေထောက်ရမှာဗျအဲ့ကြောင့်ကျွန်တော်တို့ဒီမှာ383 1 2 3 4 5 6နှစ်ထဲမှာကျွန်တော်တို့6 3 9ခွန်ပတ်လေထွက်ရမှာပါ6နှစ်ထဲမှာအဲ့ကြောင့်ကျွန်တော်တို့ဒီမှာ383 1 2 3 4 5 6နှစ်ထဲမှာကျွန်တော်6 3 9ခွန်ကဒါပတ်လေထွက်ရမှာပေါ့ဗျာကျွန်တော်တို့ကဒီနေရာမှာပြီးခဲ့နေကဒီနေရာမှာအော်တာဗျာမထွက်ခဲ့ဘူးကျွန်တော်ဒီနေရာမှာထွက်သွားတယ်ဗျာကျွန်တော်တို့မပေါက်လိုက်ဘူးဗျာနော်
ထွက်သွားပြီဒီ6ညကိုပဲလေထွက်သွားရင်အဲ့ဒီကြော်ဒီ383 383ဒီနေ3 4 5 6 6ညကိုပဲလေထွက်ပြီးရတယ်ကျွန်တော်တို့ဒီ383ရဲ့ဇောင်းကနန်းဗျဒီဘက်ဇောင်းဗျဒီ913ဆိုကနန်းက913ဆိုကနန်းဒီ6ညခွန်ပြန်6ညခွန်ရဲ့နောက်နေ့မှာထွက်ပေးရမှာဗျဒီမှာ913ဗျအဲ့ကြော်ဒီမှာ383ဗျ6နှစ်မှမှာဒီနေ3 4 5 6 6နှစ်မှာဒီမှာ6ညကိုပဲလေထွက်ပြီးသွားရင်သူ့ရဲ့ဇောင်းကနန်းဗျ9နှစ်4အဲ့9နှစ်4ကဒီ6ညခွန်ရဲ့ကျွန်တော်တို့ဒီနောက်နေ့မှာထွက်ပေးရမှာပေါ့နော်9နှစ်4ကထွက်ပေးရမှာဆိုတော့ကျွန်တော်တို့ကနှစ်ကက်ပြီးသွားကျွန်တော်3ကက်ပြောင်းတယ်383 6နှစ်ကြီးဗျဒီနေ့3 4 5 6 6ညခွန်ပဲလေထွက်ပြီးသွားရင်6ညပဲလေထွက်ပြီသူ့ရဲ့383ရဲ့ဇောင်းကနန်းဒီမှာ4နှစ်6ဗျ4နှစ်6ကဒီ6ညခွန်ရဲ့ကျွန်တော်တို့ဒီနောက်နေ့တွေကို4နှစ်6ကပဲလေထွက်ပေးရမှာဗျအဲ့တော့ကျွန်တော်တို့ကဒီ၄ကက်မြောက်ဆိုကျွန်တော်တို့ဒီမှာ383ဒီနေ့3 4 5 6 6နှစ်ကျမှဒီမှာ6ညခွန်ပဲလေထွက်သွားပြီထွက်သွားတော့ကျွန်တော်တို့ဒီ383ရဲ့ဇောင်းကနန်းဒီ19ခွန်9ခွန်ကကျွန်တော်တို့ဒီနေ့ထဲကို2020ခုနကပြောတာ383ဇောင်းကနန်း19ခွန်9ခွန်ခွန်ဒီ6ညခွန်ရဲ့ကျွန်တော်တို့ဒီနောက်နေ့ထဲမှာထွက်ပေးရမှာဒီနေ့ထဲပါပဲနော်ထွက်ပေးရမှာဆိုတော့ကျွန်တော်တို့ခုနကနန်းလေးကျွန်တော်တို့ကိုက်နေရဗျအဲ့ကိုက်တော့သူကအလွယ်ဆိုလို့ရင်တော့ဗျာလွယ်ဆိုလို့နေမယ်9တစ်တွဲဗျာဒီမှာဗျာ9တစ်တွဲဗျာဒီမှာ6တစ်တွဲဗျာဒီမှာ9တစ်တွဲဒါလေးပူကြိုက်တယ်ဗျာဒီနှစ်ကွက်ပေါ့ဗျာဥတစ်ခွန်တစ်ခါနဲ့ခွန်တစ်ကိုဥတစ်ခွန်ဒါနှစ်ကွက်ပေါ့ဗျာနော်အဲ့အရာလေးကိုကျွန်တော် line မှာပြပေးလိုက်တာပါအခုမန်ပါဝင်ခြင်းနဲ့ဆိုလဲကျွန်တော်တို့ရပါသေးတယ်ဗျာကျွန်တော်တို့ဒီ10ကျင်းနဲ့12ကျင်းလဲကိုကျွန်တော်တို့ရိုက်ပါအောင်မယ်ဗျာကျွန်တော်တို့ဒီတော်တော်ကိုကောင်းပါတယ်ဗျာတော်တော်ကောင်းပါတယ်ဒီမဲ့ကျွန်တော် site ကောင်းလို့လဲကျွန်တော်ဘူကောင်းလို့လဲကျွန်တော်တို့ဒါထုတ်လဲရောင်းတာဗျာမှာကျွန်တော်မန်ပါလဲခေါ်ပြီးဒီနေ့တဲ့ကိုကျွန်တော်တို့လောက်တာဗျာတော်တော်ကောင်းပါတယ်ဗျာကျန်တဲ့ကျင်းတွေကတော့ကျွန်တော်တို့လူပါသေးဗကနန်းကြမှာဘာတို့ဗကနန်းကြမှာတို့ကျွန်တော်တို့ရှိပါသေးတယ်ဗျာဒါတွေကျွန်တော်တို့မန်ပါဝင်ခြင်းနဲ့ဆိုလဲကျွန်တော်တို့ခွန်3ကျွန်တော်တို့ဒီ691ဒီ9နှစ်ကိုကျွန်တော်တို့ဆက်လိုက်ပါဘိုက်ပါလဲ3ပါတယ်ဗျ Telegram နဲ့3ပါတယ်ဗျနော်တကယ်ကိုကျွန်တော်တို့ပေါက်သေးခြင်းလို့ပါဗျကျွန်တော်10ကျင်းနဲ့12ကျင်းနဲ့တော်တော်ကောင်းပါတယ်ဗျဒါမဝင်နေရတော့မပေးရဘူးပေါ့ဗျာဒါနဲ့ကျန်ရတဲ့ဘွေးနဲ့နေရောရမှာဗျနော်အဲ့ဒါလေးတင်ရင်းနဲ့ကျွန်တော်တို့ဒီ9ခွန်9ခုလေးကိုကျွန်တော်တို့ထိုးလိုက်ပါဦးအားပါပေါ့ဗျာအားလေးအားလိုက်ပါအောင်ပါကျွန်တော်မနေ့ကဘွေးနေ့ကပြရတဲ့နှစ်ဟွာနဲ့6နှလုံးပေါင်းဟွာပါတယ်ထိတ်နဲ့ခါနဲ့ပေါင်းချင်း6ဖြစ်ချင်းနဲ့9ပြိလိုက်ရင်လည်းကျွန်တော်တို့10ခွဲလမ်းထိုးကြပါဦးဒီဘုန်းထဲမှာပဲကျွန်တော်ပြောလိုက်တာပေါ့နော်10ခွဲလမ်းပါလေးထိုးပြခုနကပြောတာတဲ့3ခွက်ကတော့ပူထိုးကြပေါ့ဗျာပူထိုးကြပေါ့ခုနကျွန်တော်မနေ့ကပြတာပါတယ်140 3ညာ41 140ရဲ့3ညာ41ရဲ့ဒီ140ရဲ့3ညာ41ရဲ့ဒီခွန်လေးရတော့ပူထိုးပေါ့ဗျာကျန်တာကတော့10ခွဲလိုင်းပေါ့10ခွဲလိုင်းကတော့ထိုးကြပါဦးဒီ10ခွဲလိုင်းကျွန်တော်ရှိပိုင်းမှာကျွန်တော်တင်ထားပါတယ်ဗျကျွန်တော်တို့ဒီ4ခါနဲ့9ပြိလိုင်းကိုကျွန်တော်တို့တင်ထားပါတယ်နော်။ဒါလေးပြောရင်းနဲ့ကျွန်တော်တို့ကဲအားလုံးကျမ်းမှာချမ်းသာကြပါစေဗျာ။ကိုယ်စင်လုံးရှင်ပြုံးကြပါစေကျွန်တော်တို့ဒီသီဝါလက်လိုက်တက်ပြီးတော့ခြေတိမြတဲ့ကြီးကျယ်ပေါက်ကြပါစေဗျာ။